ဒီကောင်လေးရဲ့စကားမပြောနိုင်တဲ့အချက်ကမိန်းကလေးတယောက်ကိုဆွဲဆောင်ခဲ့ပါတယ်။ဒါပေမဲ့သူမဟာသူ့ကြိုက်ပုံစံမဟုတ်ပေမဲ့သူမပေးတဲ့တရားလုံးကိုတော့သူလက်ခံလိုက်တယ်။အဲ့တရားလုံးကိုသူစပြီးရက်ခါနီးမှာပဲ။သူမကသူမရဲ့စိန်လက်စွပ်ကြီးကိုပြလိုက်ပါတယ်။အဲ့ဒီနောက်မှာကောင်မလေးကအဆိုပြုချက်တစ်ခုစတင်ခဲ့တယ်။တကယ်တမ်းကျတော့ကောင်မလေးကသူ့ကိုလက်ထပ်ခွင့်တောင်းနေတာဖြစ်ပြီးသူတီးလိုက်ပြီးမကြခင်မှာသူနောက်ကျသွားပါပြီ။ကောင်လေးကသူ့ရဲ့မင်္ဂလာပွဲကနေလွတ်မြောက်ဖို့စ조사ပေမဲ့မိန်းကလေးကသူ့ကိုအနောက်ကနေတားဖို့အတွက်ဖန်ဆွဲလိုက်တယ်။ဒါကြောင့်တခြားရွေးချယ်စရာမရှိဘဲသူလက်ခံခဲ့တယ်။ဒါပေမဲ့နောက်ဆုံးတော့သူဟာသူမကိုတဖြည်းဖြည်းနဲ့လက်ခံလာပါတယ်။အရာအားလုံးအဆင်ပြေနေချိန်မှာကောင်မလေးရဲ့ကိုဝင်လွယ်ထားသောဘိုက်ကိုသူရုတ်တရက်တွေးလိုက်တယ်။ကောင်မလေးကသူ့ရဲ့ပူပေါင်းကိုဝင်ဆောင်ပိုင်းမှာကောင်လေးနဲ့တူတဲ့ဂျမ်မော်ကိုဝေးဖွားလိုက်ပါတယ်။သူကသူနဲ့မတူတာဖြစ်နေတော့ကြောင့်ဂျမ်မော်အယုတ်ကိုသဘောမကျပါဘူး။အဲ့ဒါကြောင့်ကောင်မလေးနဲ့ဝေးရအမြန်ပြေးပြီးအောက်သို့လျှော့ဆင်းသွားတယ်။နောက်နေ့မှာကောင်လေးကဝမ်းနေသွားတဲ့ကောင်မလေးနဲ့ဂျမ်မော်ကိုတွေ့လိုက်တယ်။သူကသူ့ရဲ့လုပ်ရက်တွေအတွက်စိတ်မကောင်းဖြစ်ပြီးကောင်မလေးကိုနှိမ့်သိမ့်ပေးချင်နေပါတယ်။ကောင်လေးကသူမရဲ့စိန်လက်စွပ်ကိုချွတ်ထားတာကိုသတိထားမိပြီးသူမကိုပြန်ရဖို့စိတ်ကူးကောင်းတစ်ခုကိုစဉ်းစားမိသွားတယ်။သူကသူမရဲ့လက်စွပ်ကိုတင်ထားသောမီးသက်ထရက်ကားကိုသူမစီတို့ရောက်အောင်တွန်းပို့လိုက်တယ်။သူမကလက်စွပ်လေးကိုကောက်ယူပြီးကောင်လေးကိုခွင့်လွှတ်ဖို့ဆုံးဖြတ်ခဲ့တယ်။နောက်ဆုံးမှာသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အချင်းချင်းလက်ခံကြပြီးပျော်ပျော်ရွှင်ရွှင်နေသွားကြပါတယ်။ဘဲကိုအားတိုင်းစိတ်ကောက်ပြီးနားလည်မှုမရှိတဲ့နင်တို့ကတော့ဘဲပြစ်ခံရမှာပါ။ဒါပါပဲ။